တခါတော့ရှင်ဘရင်ကသူ့ဆင်ကိုကြွားတာပေါ့ငါဆင်ကသိကောင်းတာပဲတဲ့ဆင်ကဘလို့တော်ဝင်ဆင်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့ဒါနဲ့ပြောတာနဲ့ဘေးကပုံနာတယောက်ကအရှင်မင်းကြီးဆင်ကမကောင်းပါဘူးတဲ့ဟာမင်းငါဆင်မကောင်းပြောတာမင်းသေတယ်ပြီးမယ်ပါညာအရှင်မင်းကြီးတကယ်ပါတဲ့ဆင်မကောင်းတာကျွန်တော်တို့ပြပါမယ်ဆိုအဲ့ဆင်ထိန်းတဲ့အထိန်ကိုဒီအထက်ကလူကိုလက်ထိုးပြီးတော့အဲ့ဆင်ထိန်ကိုဖယ်လိုက်ပြီးနောက်ဆင်ထိန်တယောက်ကိုပြောင်းထားလိုက်တာအဲ့မှာအဲ့ဆင်ထိန်ကဆင်ရှိမှသွားတဲ့ခါကျခြေထောက်ကြီးကိုဒီလိုပိုလီယိုဖြစ်တဲ့လူခြေထောက်သွားသလိုကြီးလှုပ်ပြတာအဲ့တော့ဆင်ကသူ့ဆင်ထိန်ကိုကြည့်ပါများတဲ့ခါကျတော့အဲ့ဆင်ကလည်းအဲ့လိုခြေထောက်ကြီးအဲ့လိုလိုက်လှုပ်တာပဲဘယ်လိုဖေးဆုံးမှတွေ့ဘူးပါတယ်ဟုတ်တယ်မဟုတ်လားမြောက်တွေခွေးတွေလူလိုက်သလိုလိုက်လှုပ်နေတာလေဟိုခွေးတွေဆိုလူရတယ်လို့ဆိုလိုက်လှုပ်တဲ့ပုံစံပဲအဲ့တော့အဲ့ဆင်ထိန်ကအဲ့လိုလှုပ်ပါများတဲ့ခါကျတော့နောက်ကြတော့ရှင်ဘရင်ကြီးကအဲ့လိုပဲတိုင်းနိုင်ငံလှည့်လေတဲ့ခါကျတော့အဲ့ဆင်ကြီးကလူလေကောင်ကျတော့အဲ့ခြေထောက်ကြီးကိုဒီလိုလှုပ်သွားတာဟာငါဆင်ဘယ်လိုဖြစ်သွားတာလဲပေါ့နော်အဲ့တော့ဘယ်ဟာမဆိုအတုမြင်အတတ်တင်တော်တော်များများဖြစ်တာပဲတလိမ့်ဆန်တော်ဖြစ်တယ်ကလေးတွေလည်းဆဲတယ်ပြုတ်တယ်ဆိုတာပတ်ဝန်းကျင်ကောင်းကိုပြောတာနော်မင်းတို့တွေလည်းဘယ်တော့မှကိုအရက်တောက်ချင်တော်မှတပည့်ရှိညီတွေတူတွေတူမတွေရှိမတောက်မိတယ်ဆေးလိပ်ကလေးရှိဆေးလိပ်တောက်ပြနေတယ်ကလေးဆေးလိပ်တောက်တာအပြစ်လို့မထင်ဘူးပြီးရင်ဆေးလိပ်တောက်တော့မီးသွားညှိကြည့်တယ်ဆိုအဲ့ကလေးပါမီးညှိသွားတယ်